Hi guys, today ကတော့ Corona Hotel မှာ staycation သွားနေတဲ့ vlog လေးကိုရိုက်ဖြစ်ပါတယ်။ဒါလေးကတော့ number 1 hotel လေးဖြစ်ပြီးတော့သူကတော့နောက်တစ်ခုမြို့နယ်မှာရှိပြီး hotel ပါလို့ပဲဖြစ်ပါတယ်။သူကတော့ budget safe ဖြစ်ပြီးတော့သူ့ရဲ့9လနေရာရဲ့ view လေးရလေးကောင်းပါတယ်။ budget safe ဆိုရဲ့အတိုင်းချုခွန်းနဲ့အိမ်သားလေးမစိုးလို့တော့ပြောလို့ရတယ်ပေါ့နော်။ဒီဟာနဲ့ Corona ရဲ့ favorite site ဖြစ်တဲ့ Mr. Jerry မှာ Hobart သွားစားရမှာဖြစ်ပါတယ်။သူကတော့ချိန်မှာ2 hour ရတယ်ပေါ့နော်သူရဲ့လီတောင်းဖြည့်တစ်ပြည့်စီလေးနေရတော့တော်တော်ကောင်းပါတယ်ပြီးရနေ SC National Hotel ကိုပြောင်းပါတယ်အဲ့ဒါတော့နောက်ထပ် list တွေပါသူ့ hotel ကတော့3သိန်းကျော်ပေးရတယ်ပေါ့နော်3ယောက်ခံပါတော်တော်လေးကို list တွေဆံပြီးတော့တော်တော်လာလို့ပြောလို့ရပါတယ်ခရနာတော့ကိုလွာအခန်းကိုယူပြပြီးတော့ view ကတော့တော်တော်ရွတ်မိုက်တယ်ပေါ့နော်သူရဲ့အင်တာဆာလက်စထရီဆန်နာကိုတွေ့ရပါတယ်။မီလီနဲ့ရဲတပုတ်ရဲလိုလေးလှပါတယ်။ဒါလေးကတော့ view လေးကိုတေချာလေးဖြစ်အောင်လို့ပြန်ပြရတာပဲဖြစ်ပါတယ်။ကဲတော်လာတာနော်ပြီးရနေပြန်တော့ဒေနာသွားစားပါတယ်။ဒါလေးကခုနမှန်တွေးလို့မြင်ရစပီဝင်ဆွဲလိုက်တာပါ။ဒါတော့အောက်ချက်ပေါ်တော့လှလို့ဆိုပြီးတော့ထရိုက်လိုက်တာပါ။ထင်တာတော့ဆိုင်နဲ့မီနီဆိုလဲခဏဝင်ဖြစ်ပါသေးတယ်မီနီဆိုဝင်ပြီးတော့ risk ပါစားရပေါ့နော် Corona favorite drink လေးကိုတောက်လိုက်ပါတယ် Corona တော့ကိုရီးယားထမင်းသုံးစားလိုက်ပါတယ်ရတာတော့မဆိုးပါဘူးဒါလေးကသူ့ရဲ့လမ်းပေါ့နော်လမ်းလေးတော်တော်လာတယ် Corona ရေကူးတော့ကဒီ video clip လေးမရလိုက်လို့ဆိုပြီးတော့ရေကူးကကိုခုမှတီးတက်လာရိုက်ပြတာပါရေကူးကဘက်ကမြင်ရတဲ့ view ကလေးတော်တော်မိုက်တယ်နော်ဒါရီကူကရှေ့ပေါ့နော်ခရနာ12နာရီထိုးပိုင်းစားလို့ဆိုပြီးခောက်ဆွဲပြုတ်စားလိုက်ရတာပါပြောစရာရှိသေးတယ်ဘာလဲဆိုတော့ဟိုတယ်မှာကိုကလာတပူ9000ပေးရပါတယ်ဒါလေးကတော့မနက်ပိုင်း breakfast စားရပြီဖြစ်ပါတယ်ဟိုဘက်တကြံဒီဘက်တကြံမှာနူတွေခေါင်းတာဆိုပြီးတော့ဒီတိုင်းရှိပါသေးတယ်ခရနာတက်ကတော့စားရအဆင်ပြေလို့တော့ပြောလို့ရပါတယ်ဒါတော့17လာနေရတဲ့ view လေးပဲဖြစ်ပါတယ်ပြီးရင်တော့ရှူပစုံမှာခရနာစားရစားပြီးတော့ခရနာရှိုးဘုရားကိုသွားပါတယ်ဒီမှာဝတ်စုံမွေးချီပဲဝတ်လိုက်ရတာပါရှိုးဘုရားမှာနေပူပေမဲ့ခရနာမရမကပေါ်တော့ရှိုက်လိုက်တယ်ပြီးတော့ဒီဓာတ်ပုံလေးသွားကြည့်ပါတယ်အပြန်မှာတော့ခခိုင်ချုံမှာဝင်ပြီးတော့စားတယ်ဖူဖီဆိုတော့တော်တော်အစီပြေးထားရတော့ဝင်ရတာပါစားရပေါ့နော်ခရနာနောက်လာရဲ့ vlog လေးတွေကိုလည်းအားပေးကြပါအောင်နော် bye